မင်္ဂလာပါထိုင်းဘာသာစကားလေ့လာခြင်းနဲ့မြန်မာပြည်သားများအတွက်ဒီဗီဒီယိုမှာထိုင်းစကားတစ်နည်းငါလုံးကိုကျွန်တော်နဲ့အတူလေ့လာကြရအောင်အချိန်နဲ့ဆိုင်တဲ့စကားများအချိန်เวลานาอีชั่วโมงมินิทนาทีสกัดวินาทีมนัดเช้ามุนเดเที่ยงเนเลบีบ่ายยันนี้เย็นเนี่ยกลางคืนအခုဘယ်နှစ်နာရီလဲตอนนี้กี่โมงအခု3နာရီပါตอนนี้3โมงมนัด6นาရီ6โมงเช้าဒီဗီဒီယိုကမိတ်ဆွေအတွက်အသုံးဝင်တဲ့ဆိုရင် like လုပ်ပေးပြီး subscribe လုပ်ပေးထားပါနောက်ဗီဒီယိုမှာထိုင်းဘာသာစကားနေတိုင်းငါလုံးနဲ့ပြန်တွေ့ကြမယ်